ဇွန်လ12ရက်နေ့မှာအိန္ဒိယလေယာဉ်မတော်တဆဖြစ်မှာကိုကြိုသိပြီးသတိပေးထားခဲ့ပေမဲ့လူအများရဲ့ယုံကြည်မှုကိုမရရှိခဲ့တဲ့ဘေဒင်ဆီယာမပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် MCL Page ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဇွန်လ12ရက်နေ့မှာအိန္ဒိယနိုင်ငံလေကြောင်းလိုင်းရဲ့လေယာဉ်ကမတော်တဆဖြစ်ခဲ့တဲ့ဗီဒီယိုတကယ်ပါလုံးကလူအများအတွက်တုံ့လုံးစေခဲ့ပါတယ်အိန္ဒိယလေယာဉ်တစ်စင်းကလန်ဒန်ကိုသွားဖို့အိန္ဒိယလေဆိပ်ကနေထွက်ခွာခဲ့တာပါမြေပြင်ပေါ်ကနေဝင်းဟင်ပေါ်ကိုထွက်ခွာပြီး9မိနစ်အကြာမှာစက်ပိုင်းကစတင်ချွင်းလာခဲ့တာပါစက်ပိုင်းချွင်းပြီးတော့ထိန်းချုပ်လို့မရတော့ဘူးဆိုတာကိုလေယာဉ်မှုကအကူအညီတောင်းခဲ့ပါသေးတယ်ဆိုရှယ်မီဒီယာမှာလည်းကြည့်ရှုသူအရန်ကိုများပြားသွားခဲ့တာပါဒါအပြင်တစ်ဆက်တည်းမှာပဲလေယာဉ်ပေါ်မှာလူအများပြားပါသွားခဲ့ပြီးတော့တခါတည်းအသက်ပေးလိုက်ရတယ်ဆိုတာကိုသိလိုက်ကြရတာပါအမြင့်ပေ625ပေကနေအကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ဈေးကျောင်းသားတွေနေထိုင်တဲ့အဆောင်ပေါ်ကိုလေယာဉ်ကဝင်တိုက်ခဲ့တာပါ။ဝင်တိုက်ပြီးတာနဲ့တရိုင်နဲ့ပဲမီးလောင်သွားခဲ့တာကြောင့်လေယာဉ်ပေါ်မှာလိုက်ပါသူအားလုံးကွယ်လွန်သွားခဲ့ရပါတယ်။လေယာဉ်ပေါ်မှာလူပေါင်း241ယောက်လိုက်ပါလာခဲ့တာဖြစ်တဲ့အတွက်ဒီဖြစ်ရပ်ကအရန်ကိုဝမ်းနည်းစရာကောင်းသွားခဲ့ပါတယ်။ဒီဖြစ်ရပ်ကိုတွေးမြင်နေရတဲ့သူတွေအားလုံးကလည်းအရန်ကိုတုန်လို့ခြောက်ခြားခဲ့ရပါတယ်။မိသားစုဝင်တွေဆိုလဲဒါကအိမ်မက်တစ်ခုသာဖြစ်ပါစီတော့ဆိုပြီးတော့ဆွတောင်းနေခဲ့ကြတာပါဒါပေမဲ့အိမ်မက်မဟုတ်ခဲ့တော့ပါဘူးဒီဖြစ်ပျက်ကြီးကိုကြိုသိနေခဲ့သူတယောက်ကတော့ရှိနေခဲ့ပါတယ်အဲ့ဒါကတော့အိန္ဒိယကပေဒင်ပညာရှင်တူကကြိုတင်ပြီးတော့သိနေခဲ့တာပါအခုလိုအိန္ဒိယလေယာဉ်မတော်တဆဖြစ်မယ်ဆိုတာကိုပြီးခဲ့တဲ့ရက်ပိုင်းကသိခဲ့တာမဟုတ်ပဲလွန်ခဲ့တဲ့တစ်နှစ်လောက်ကကြိုသိနေခဲ့တာဖြစ်ပါတယ်ပေဒင်ပညာရှင်အက်စတိုရှာမစ္စတာက2024ခုနှစ်မှာကလေးက2025ခုနှစ်မှာလေယာဉ်ပြစ်ကျမှုမှာသတင်းကောင်းစင်တွေကကျမတို့ကိုတုံ့လို့စေနိုင်တယ်လို့သူရဲ့ Twitter မှာရေးတင်ထားခဲ့တာပါဒါပေမဲ့လူတွေကဂရုမစိုက်ခဲ့ကြပါဘူးအကုန်လုံးကမသိသလိုလားနေခဲ့ကြတာပါဘေဒင်ဆီယာမကတော့2025မှာသူတို့နိုင်ငံကလေယာဉ်မတော်တဆတွေဖြစ်နိုင်တယ်ဆိုတာကိုနှစ်ဆမှာလည်းသတိပေးထားခဲ့ပါတယ်တကယ်မတော်တဆဖြစ်တဲ့အချိန်မှာဆီယမရဲ့သတိပေးထားတဲ့စာကိုရှာကြတဲ့အချိန်မှာအမှန်တကယ်ကိုသတိပေးထားခဲ့တာပါဘေဒင်ဆီယမဟောတဲ့အတိုင်းတကယ်ကိုမတော်တဆမှုကဖြစ်ခဲ့တာမို့အခုချိန်မှာတော့အရာအားလုံးကပြင်ဆင်ချိန်မရတော့ပါဘူးဘေဒင်ဆီယမတချို့ကနိုင်ငံနဲ့ပတ်သက်ပြီးတော့ခံမှန်းချက်တွေကိုထုတ်တက်ကြပါတယ်ဒါပေမဲ့လည်းနာမည်ကြီးကျင်လို့ရှောက်ပြောနေတာလို့သာလူတွေကထင်နေကြတာပါဒါကြောင့်မို့လဲဂယုမဆိုင်ပဲသာအမြင်နေကြတာပါအိန္ဒိယနိုင်ငံကတော့နိုင်ငံအဆင့်ဝန်ထမ်းမှုအဖြစ်ကြေညာထားခဲ့တာပါလေယာဉ်အမှုထမ်းတွေအပါအဝင်လေယာဉ်ပေါ်မှာဗြိတိန်နိုင်ငံသား53ယောက်ပေါ်တူဂီနိုင်ငံသား9ယောက်ကနေဒါနိုင်ငံသား1ယောက်နဲ့ကျန်တဲ့169ယောက်လုံးကအိန္ဒိယနိုင်ငံသားတွေဖြစ်ပါတယ်အားလုံးပေါင်း242ယောက်ထဲကနေ1ယောက်ကတော့ကံကောင်းထောက်မစွာနဲ့အသက်ရှင်နေခဲ့တာပါကျန်တဲ့241ယောက်ကတော့လေယာဉ်ပေါ်တက်ပြီး9မိနစ်အကြာမှာမီးတောက်တွေအကြားအသက်ပေးလိုက်ရပါတယ်။လေယာဉ်ပေါ်မှာဝန်ထမ်းတွေလည်းပါသလိုလေယာဉ်အမှုထမ်းတွေနဲ့မိသားစုတွေအားလုံးကစက္ကန့်ပိုင်းအတွင်းမိသားစုတွေကိုထားခဲ့ပြီးတော့လောကကြီးကနေပြီးတော့ထွက်ခွာသွားခဲ့ကြပါတယ်။ဘေဒင်ဆီယာမအသိပေးထားခဲ့ပေမဲ့ဂယုမဆိုင်မိခဲ့ကြတဲ့အိန္ဒိယရဲ့လေယာဉ်ဖြစ်စဉ်အပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်။